အစပိုင်းမှာတော့ဒါခက်ခဲတယ်လို့ထင်ရပေမဲ့ပေါ့နော်တစ်ဆင့်ချင်းစူးစမ်းသွားမယ်ဆိုရင်ကိုပိုင်ရေးချင်းတွေကမထင်မှတ်ထားလောက်အောင်တိုးတက်လာမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ညီမရဲ့နာမည်ကတော့နေဘရန်ဖြစ်ပါတယ်ရှင်ညီမက Play ဆံပြဖော်တာနဲ့ကိုပိုင်ထက်တန်းကျောင်းကနေပြီးတော့ grade တွေအောင်မြင်ထားပြီးတော့ strategy fast မှာ community with business management ကိုတက်ရောက်နေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်ရှင်ညီမ grade တွေအောင်မြင်ပြီးတဲ့နောက်မှာနိုင်ငံတကာအဆင့်မီပညာရေးနဲ့လက်တွေ့နယ်ပယ်မှာအသုံးချခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီ strategy fast ကိုရွေးချယ်ခဲ့ရဖြစ်ပါတယ်ရှင်ဒီ strategy fast က UK ပွဲချိုသင်တန်းတွေအတွက်ပေါ့နော်ဒီခိုင်မာတဲ့သင်ယူညွှန်းနဲ့ရှိုံတွေမကဘဲနဲ့career guidance နဲ့လုပ်ငန်းအတွေ့အကြုံတွေအတွက်ပါဒီအကောင်းဆုံးပြင်ဆင်မှုတွေမှာနာမည်ကောင်းရှိတဲ့အတွက်ကြောင့်မို့လို့ဒီညီမရဲ့အနာဂတ်ရည်မှန်းချက်တွေအတွက်အကောင်းဆုံးဖြစ်လာအောင်ကြိုးစားနေတဲ့အချိန်မှာကောင်းကျိုးတွေအများကြီးပေးနိုင်တဲ့ကျောင်းတစ်ခုဖြစ်မယ်လို့ယုံကြည်ပြီးတော့ရွေးချယ်ခဲ့ရဖြစ်ပါတယ်ရှင်သင်ခန်းစာတွေကိုဒီစာတွေ့တာမကပဲပေါ့နော်ဒီလက်တွေ့ project တွေassignment တွေမှာပါအောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့အချိန်တွေနဲ့ဒီညီမရဲ့ဖန်တီးနိုင်စွမ်းတွေကိုပြသခွင့်ရတဲ့အခိုက်အတန့်တွေမှာဆိုရင်ဒီညီမရဲ့ confidence တွေကလည်းပိုပိုတိုးလာတဲ့အတွက်ကြောင့်မို့လို့ဒီ strategy fast ကိုရွေးချယ်ခဲ့တာမှန်တယ်လို့ခံစားမိပါတယ်ရှင်ဒီ UK တက္ကသိုလ်ကဘွဲတွေကိုရယူဖို့ပြင်ဆင်နေတဲ့ဒီ junior တွေကိုအကြံပေးချင်တာပေါ့နော်ဒီစာသင်ခန်းတွေကသင်ခန်းစာတွေမကဘဲနဲ့အကြောင်းအစီအစဉ်ပေးတဲ့ project တွေနဲ့ဒီအခွင့်အရေးတိုင်းမှာတက်ကြွပါဝင်ကြဖို့ပြောချင်ပါတယ်ရှင်အစပိုင်းမှာတော့ဒါခက်ခဲတယ်လို့ထင်ရပေမဲ့ပေါ့နော်တစ်ဆင့်ချင်းစူးစမ်းသွားမယ်ဆိုရင်ကိုပိုင်ရေးချင်းတွေကမထင်မှတ်ထားလောက်အောင်တိုးတက်လာမှာဖြစ်ပါတယ်ရှင်ကိုယုံကြည်မှုရှိရှိနဲ့အားမလျှော့ပဲအကောင်းဆုံးစူးစမ်းကြပါလို့တိုက်တွန်းချင်ပါတယ်ရှင်ဒီကျောင်းသင်ခန်းစာတွေကိုပေါ့နော်ဒီစာတွေ့တာမကဘဲနဲ့လက်တွေ့သင်နိုင်ပြီးတော့ဒီကျောင်းမှာဆိုလို့ရှိရင်လည်း activity တွေအများကြီးလုပ်လို့ရတဲ့ class တွေအများကြီးလည်းရှိရယ်ဒီလို class တွေ join ရနေပြီးတော့ပေါ့နော်ကိုယ့်ရဲ့ communication skill ကလည်းတိုးတက်လာပါတယ်ဒါကြောင့်မို့လို့ strategy fast ကိုလာတက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်